နီထုံဝင်းဝင်းအစရှိတဲ့ကစားသမားတွေကိုတော့ဒီပြကြီးဆိုအိုကီရန်စင်းမှာပဲသုံးမိလာတာတော့တွေ့ရတယ်ဗျာပွဲမှာအထက်တင်းလာတဲ့ဝင်းဝင်းကတော့ရန်စင်းမှာပဲရှိနေခဲ့တယ်ဗျာဒီလိုဆိုတော့ပွဲစားရဆိုတဲ့မြန်မာတင်းမဲ့ယူရီလာအေရီယာတွေကိုဖျက်ပို့ပေးထားတယ်အပိုက်ကန်လာပြီဆိုဘင်္ဂလားဒေ့ရှ်ပဲရှက်စွန်နာဟာအေရီယာတွေဝင်လာပြီအချိန်မှာတော့ကွင်းလက်တိုင်ကပြစ်ထန်မောတတ်မှတ်ထားခဲ့တာဖြစ်ပါတယ်နေငယ်တော့အန်ဒီများတယ်ဗျာဒီပွဲလန်ကန်လာပြီပြန်ထွက်လာထက်ကန်တယ်ဂိုးတယ်ဗျာဒီချိန်မှာတော့ပြိုင်ဘက်မြန်မာအသင်းရဲ့အေရီယာထိန်နောက်မှာရရှိလာတဲ့အခွင့်အရေးတစ်ရပ်ကိုဘင်္ဂလားဒေ့ရှ်အသင်းအကောင်းဆုံးသုံးချသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဟုတ်ပါတယ်ခင်ဗျာဆိုရင်ရုပ်တဲ့ကံဘောကနေလူတိုင်းကိုထိပြီးတော့ပြန်ထွက်လာတဲ့ဘောလုံးကိုရီဂျူဘောနာဒီကရိုင်ပဲဒုတိယအချိန်ကန်သွင်းပြီးတော့ဘင်္ဂလားဒေ့ရှ်အသင်းအတွက်လိုအပ်နေတဲ့ဥဆောင်ကိုတော့သူပေးသွားခဲ့တာပဲဖြစ်ပါတယ်ရီဂျူဘောနာရဲ့ပထမအချိန်ကန်ချက်ကကောင်းဝင်ခဲ့သလိုဒီအချိန်ကန်ချက်ကပူပူကောင်းဝင်ခဲ့ပြီးတော့တွင်းကိုဖြစ်ပါပြောင်းလဲနိုင်ခဲ့တာပဲဖြစ်ပါတယ်ဖွင့်ပွဲစဉ်မှာတော့လည်းသူပေးနိုင်ခဲ့တဲ့ကျွန်တော်ဆက်ခွန်ရီဂျူဘောနာဒီချိန်မှာလည်းအသင်းကိုတော့ဥဆောင်ကိုစပြီးတော့တွင်းသွားခဲ့ပြီပဲဖြစ်တယ်ဗျာဒီမှာအေးရဖြတ်ချိုးပေးလာပြီးခေါင်းတိုက်ပြီးကဲမြန်မာအသင်းတော့ကံကောင်းလုံးနဲ့အခြေအနေတရက်လို့ပဲပြောရမှာဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်အသင်းနောက်ထပ်ဥဆောင်ကိုထပ်ပြီးတော့ရသွားနိုင်တဲ့အကောင်းဆုံးခွင့်ရေးလဲဖြစ်တယ်ဗျာတိုက်စစ်ကရှက်စွန်နဲ့အပိုင်ပိတ်သွင်းခွင့်ရခဲ့ပေမဲ့လည်းသူရဲ့အဆုံးသက်ချက်ကဂိုးတိုင်းထိပြီးတော့ရခဲ့လို့ပြောရမှာဖြစ်ပါတယ်စံတော်ရှုပါပြီးရတယ်နော်ထထဝေလွတ်ကျွတ်ပဲမြန်မာကစားမ2ယောက်တော့ခင်ဗျာရပါခင်ဗျာလွတ်ကျွတ်ပဲကန်လာတယ်ဒါပေမဲ့အနေထားတော့ဒီတဲ့ဘောဖြစ်သတ်မှတ်ထားတဲ့အနေထားတစ်ခုပဲဖြစ်ပါတယ်ဒီသားချင်း35မိနစ်မှာမြန်မာအသင်းပြန်လည်ပြီးတော့ရရှိတဲ့အခွင့်အရေးပြင်ဘက်ကနေယူပါကန်ရဲ့ကန်ချက်ကကောင်းတယ်ဗျာအမေကန်တရားကတော့မြန်မာအသင်းဘက်မှာရှိနေဖို့ကြွနေခဲ့တယ်ခင်ဗျာလူဝင်းမင်းစီပို့ပြီးသားတယ်ငါဒီကောင်းဦးတွေမြနော်ထထဝေးဂျုံရီလိုင်းနော်ထထဝေးပဲတားပေါ်တော့လှတယ်ဗျာဂျုံရီလိုင်းစီကြည့်နေတယ်ဘယ်သူမှမပေးသေးဘူးဖြတ်ပြန်ခောက်ထားတယ်ညာချမ်းမှာလွတ်နေတယ်ဗျာသတ်တော့အေရီယာထဲမှာထိစားတယ်လက်ကမ်းပြီတော့ရရှိလာတဲ့အခွင့်အရေးကိုအေရီယာထိဆက်မာနေမယ်ဆုံးသက်ဖို့အတွက်အကျိုးသားခဲ့တာပဲဖြစ်ပါတယ်ဒီချက်လူဆိုတော့ဆေးရပြီနော်အေရီယာလည်းဝင်လာပြီလေနောက်ကျနေတယ်ဗျာဒီလင်းမြန်ပဲပြေးဝင်ပြီးတော့ရှင်းထုတ်ထားတယ်ဗျာဇူရဦးရှူတဲ့ကနေပေးထားတယ်ဘူဝင်းအေရီယာလည်းဝင်ဖို့ကြိုးစားနေတယ်ဘူဝင်းအေရီယာလည်းတော့လဲကျသွားခဲ့တယ်ခင်ဗျာဒါမဲ့ပြန်နေပြစ်တဲ့အဖြစ်သတ်မှတ်ဖို့တော့ကလင်တိုင်ကတော့ညှင်းဆန်ထားခဲ့တယ်ခင်ဗျာရီဂျူဘောနာပေချမ်းပါပဲခင်ဗျာငင်ပွင့်အေကိုဖြစ်သူကြိုးစားနေတယ်ကြော်လာတယ်ခင်ဗျာရီဂျူဘောနာဟိုလေးကိုအနေရများတဲ့နေထားတစ်ခုပဲခင်ဗျာဘောနာရဲ့ဖြတ်တင်ပေးဖို့မှုကိုကွင်းလျာနေတောက်လျှောက်လိုက်တက်လာခဲ့တဲ့မိုနီကာလိုက်တဲ့ပိတ်သွင်းမှုအတွက်ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။ချင်းကြည့်နေမြန်မာအသင်းပဲနောက်တန်းမှာပုံမှန်ရှိနေခဲ့တဲ့ဇူရီယာဦးလူပေးတာမှားသွားပြန်ပြီခင်ဗျာရီတူဘောနာဘင်္ဂလားဒေ့ရှ်အသင်းပဲခွင့်ရကိုအသုံးချနိုင်မလားစောင့်ကြည့်ရမယ်ရီတူဘောနာရှုံးလာကန်လာပြီ။ပွဲစီရီတူဘောနာရဲ့ဒုတိယမြောက်သွင်းကိုဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်အသင်းကိုဦးဆောင်စေဒီရရှိသွားတဲ့သင်ကူမှာတော့မာတင်နောက်တန်းကစားသမားတွေရဲ့မာနေတဲ့ရီတူပေါ်နာရရှိလာတဲ့အခွင့်အရေးကိုတော့ပိုင်နိုင်ဆုံးအသုံးချသွားခဲ့တာပဲဖြစ်ပါတယ်ဒီအချိန်နဲ့နေငယ်ထွက်နေခဲ့တဲ့မာဂူသမားမျိုးမြမြငင်းကိုပါကြော်ပြီးတော့ပေါ်နာကူဝင်းပြန်ခောက်ထားတယ်ဝင်းမင်းဒီကိုမျောပေးထားတယ်ယူလက်ကံချိုးလာတယ်နောက်တန်းနဲ့ညှိပြီးတော့ပြန်ထွက်သွားခဲ့တာပဲဖြစ်ပါတယ်လာတဲ့အသင်းမင်းနီကာပြန်တွဲထားတယ်ဗျာလာတဲ့အသင်းသူကနေပေးထားတယ်
အော်ရှောက်လိုက်ဖို့ကြိုးစားမြန်မာကိုသမားထွက်လာပြန်ပြီဗျာမြန်မာကိုသမားကကြော်တာဗျာလူသားကသမားဆူထန်တာရတော့ဖြတ်ပို့ပေးရတယ်ကိုယ်တွေကိုသွားပြန်ပြီဗျာတို့ယူအနေနဲ့များတဲ့အနေထားတစ်ခုကိုမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်စံတော်ရှုံမျောပေးတာလေညနိုးခင်လူချစ်သူပဲလွတ်ထွက်သွားတယ်ညနိုးခင်ကိုသမားနဲ့တယောက်ချင်းပဲရက်ခောက်တာညနိုးခင်ငါကမကြိုးစားတယ်ကိုသမားကိုဖျက်ချော်ဖို့ကြိုးစားရင်းနဲ့ပဲပြဿနာနဲ့ကြုံတွေ့သွားခဲ့တာပဲဖြစ်ပါတယ်ကိုသမားနဲ့တယောက်ချင်းရင်ဆိုင်တွေ့ရတဲ့အနေအထားတစ်ခုကနေမာတဲ့အသုံးချနိုင်ခဲ့ခြင်းတော့မရှိဘူးခင်ဗျာစံတော်ရဲ့အကွက်မြင်ပေးပို့မှုကနေလူကျွန်ထောင်ချောက်ကိုပေါက်ထွက်ပြီးတော့မျက်နှိုးခင်းဒီမှာဖျက်ချော်ဖို့ကြိုးစားခဲ့တာပဲဖြစ်တယ်ခင်ဗျာအခုပြန်ပြီးတော့ပေးတာခင်ဗျာလင်းလေဦးဒီမှာရှိနေကြတဲ့ဖြူဖြူဝင်းဒါကြောင့်ထုတ်ပေးတာတွေဝင်းဝင်းခင်ဗျာဝင်းဝင်းဆွဲလာပြီဗျဝင်းဝင်းပဲခင်ဗျအိန္ဒိယလည်းဝင်လာပြီဝင်းဝင်းချက်ခောက်ထားတယ်ဝင်းဝင်းခောက်ထားသေးတယ်ဝင်းဝင်းငါအတင်းမဲ့ဒီကောင်တော့ခင်မမော်ထိုးအိန္ဒိယမှာလဲချသွားခဲ့တယ်ခင်ဗျဒါပေမဲ့ကွင်းလိုက်တာတော့ပွဲကိုဆက်လက်ပြီးတော့ရှင်မြိုင်ကစားစေတယ်ခင်ဗျပယ်နယ်တီကိုတော့လစ်လျူရှုထားတာပဲဖြစ်ပါတယ်ရှုကံပိုးပေးတာတယ်မမအတင်းမဲ့စမ်းတော်လွတ်လွတ်ကျွတ်ကျွတ်ပဲအိန္ဒိယလည်းဝင်လာပြီစမ်းတော်ဂိုးသားနဲ့ပြောင်းချင်းပဲချိုးပြီးတယ်ဘေဘီဟိုးပြီခင်ဗျလက်ရှိမှာတော့မြန်မာအသင်းအတွက်ဟက်ထရစ်သွင်းပေးထားတဲ့ဝင်းဝင်းဒီနေ့ပွဲစဉ်မှာလေရန်ခုံကနေထလာပြီးတော့မြန်မာအသင်းအတွက်လိုအပ်နေတဲ့သွင်းကိုတကူတော့စမ်းတော်ရဲ့ပေးပို့မှုကိုအကောင်းဆုံးပိတ်သွင်းပြီးတော့ရယူပေးခဲ့ပြီပဲဖြစ်ပါတယ်လက်ကျန်ပွဲကစားချိန်တွေမှာမအသင်းပဲဘောင်းလာတယ်မထက်လူဘက်ကိုကြိုးစားနေတယ်မထက်လူပဲလက်ကျသွားနေပြန်ပြီခင်ဗျာဒီမှာလေကွင်းလိုက်တိုင်းကဒီကဘောတော်တပတ်ခဲ့ခြင်းတော့မရှိဘူးခင်ဗျာထိမိပြီးတော့လဲကျသွားခဲ့တာပဲဖြစ်တယ်ခင်ဗျာဒီမှာလဲနော်ရီယာဇူယာဦးစုကနေပေးတာလေဘင်္ဂလားဒေ့ရှ်ပဲခေါင်းဦးတွေမြမာတင်မဲအကစားဝန်သားရှင်ပြည်သက်များခင်ဗျာကျွန်တော်အစီအကံတင်ဆက်နေစဉ်အတွင်းမှာပဲဘင်္ဂလားဒေ့ရှ်အသင်းနဲ့မြန်မာအသင်း